ကျွန်တော်ဇနီးကမမျှော်လင့်ပဲကလေး2ယောက်ထပ်မွေးလိုက်တော့မိသားစုကရုတ်တရက်လူများသွားခဲ့ပါတယ်။ဒါပေမဲ့အိတ်ခမ်းကတော့33.5 မီတာပဲကျယ်တဲ့အခန်းကျင်းလေးတစ်ခန်းပါ။အရင်ကအိပ်ယာတစ်လုံးတည်းရှိပြီးကလေး2ယောက်အတူအိပ်ရတာတော့အတော်ကျက်နေပါပြီ။နှစ်ထပ်အိပ်ယာလုပ်ဖို့စဉ်းစားခဲ့ပေမဲ့အောက်ထပ်မှာအိပ်တဲ့ကလေးကခေါင်းတိုက်မိနိုင်တယ်လို့အပေါ်ထက်ကကလေးလည်းအတက်အဆင်းလုပ်ရင်းပြုတ်ကျနိုင်တဲ့အန္တရာယ်ရှိပါတယ်။ဒါကြောင့်ကလေးတွေအတွက်စိတ်ပူနေတဲ့ဇနီးကအခန်းကိုလုံးဝပြန်လည်ပြုပြင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အရင်ဆုံးသူ့ရေစိမ်တန်မဏိစတုရန်ပိုက်တွေနဲ့နယံကိုခိုင်ခိုင်မာမာဘောင်တိဆောက်ပြီးသဘာဝပတ်ဝန်းကျင်နဲ့လိုက်ဖက်တဲ့တစ်သားအလှပြားနဲ့ဖုံးအုပ်ပေးခဲ့ပါတယ်။အဲ့ဒီအပေါ်မှာမွေးရာအကြီးတစ်ခုတင်ထားတဲ့အိပ်ယာ2ခုကိုဖန်တီးပြီးဘေးနှစ်ဖက်မှာပျော့ပြောင်းတဲ့ခေါင်းမီကူရှင်တွေတက်ဆင်ထားတာကြောင့်ကလေးတွေတက်တောင့်တက်တာအိပ်စက်နိုင်ပါတယ်။ထို့နောက်အလယ်မှာ partition တစ်ခုထည့်သွင်းပြီးအဝိုင်းပုံဖွင့်ကြီးတစ်ခုဖန်တီးကမှန်မကြည့်တဲ့ sliding window တွေကိုတက်ဆင်ထားပါတယ်။ဒီဒီဇိုင်းကြောင့်လေဝင်လေထွက်ကောင်းသလိုကလေးတစ်ယောက်ချင်းစီအတွက်တီးတန့်ကိုယ်ပိုင်နေရာလည်းရရှိစေပါတယ်။ partition အပြင်ဘက်မှာတော့အဝိုင်းပုံတကားလေးတစ်ခုတက်ဆင်ထားပြီးအောက်ဘက်မှာ gauze curtain လေးချထားတာကြောင့်အခန်းကိုလှပသက်ရက်စွာနှစ်ပိုင်းခွဲထားနိုင်သလိုကလေးတွေအတွက်လည်းကိုယ်ပိုင်လွတ်လပ်မှုပိုရလာပါတယ်။အိပ်ယာအောက်မှာတော့အန်ဆွဲကြီးတွေထည့်သွင်းထားပြီးအတွင်းခံအဝတ်စားတွေခြေအိတ်တွေနဲ့နေ့စဉ်အသုံးပြုတဲ့ပစ္စည်းတွေကိုတက်တက်ရက်ရက်သိမ်းဆည်းနိုင်ပါတယ်။သတင်းပေါက်ဘေးမှာတော့ထောင်းပုံစံစာရေးစပွဲတစ်လုံးကိုဖန်တီးထားပြီးအပေါ်မှာနံရံကပ်ဘီရိုကိုတက်ဆင်ထားတာကြောင့်စာအုပ်တွေနဲ့တင်ထောက်ကူပစ္စည်းတွေကိုအလွယ်တကူသိမ်းဆည်းနိုင်ပါတယ်။စာရေးစပွဲဘေးမှာတော့ကျမ်းပြင်ကနေမျက်နှာကျက်အထိအမြင့်ပြည့်အဝတ်ဘီရိုတစ်လုံးကိုတိစောက်ထားပြီးညီအကို2ယောက်လုံးရဲ့အဝတ်စားတွေကိုစနစ်တကျသိမ်းဆည်းနိုင်အောင်စီစဉ်ပေးထားပါတယ်။ဒီလိုပြန်လည်ပြုပြင်ပြီးတဲ့နောက်မှာတော့တစ်ချိန်ကကျဉ်ကျပ်နေတဲ့အခန်းလေးဟာသိမ်းဆည်းနိုင်တဲ့နေရာကိုနှစ်ဆတိုးလာစေရုံသာမကကလေးတစ်ယောက်ချင်းစီအတွက်တီးတန့်ကိုယ်ပိုင်နေရာပါရရှိတဲ့လှပပြီးအသုံးဝင်တဲ့